ပြောလိုက်တယ်တက်လုံးမမိပါဘူး မလိုက်တဲ့ကောင်မရလား အဲ့တဲ့ကောင်မကြီးဘိုက် နဲ့ ကြ ရ ပါ န်ဖြစ်ပြီးတော့ Hello everyone အားလုံးပဲမင်္ဂလာပါအဒမ်တို့လွန်ခဲ့တဲ့2ရက်လောက်ကတငယ်ချင်းတွေနဲ့အတူတူချင်းလုံး hostel မှာ vacation နေခဲ့တဲ့ vlog လေးဖြစ်ပါတယ်။စာအနေအဆုံးထိကြည့်ဖို့ပြောချင်ပါတယ် Let's get started အဒမ်တို့ကအခန်း check in ဝင်မဲ့အချိန်မရောက်သေးတာနဲ့hotel lobby ထဲမှာပဲ game တွေကစားကြတယ်ပြီးတော့တပုံလေးရိုက်ကြတယ်ပေါ့နော်ခဏနေရောကြတော့ GNG မှာမုံသွားဝယ်တယ်အဒမ်တို့ GNG ကနေပြန်လာပြီးတော့ခဏနေမှာပဲအခန်း check in ဝင်လို့ရတယ်ပေါ့နော်အဲ့မှာတို့အခန်းကိုကြည့်ကြရပေါ့နော်တို့တဲကတော့4ယောက်အခန်းဖြစ်တယ်အားတော့နေ့လည်ခင်းမှာခဏ AC နားနေကြပါတော့ဗီဒီယိုလေးကိုတော့ part 1နဲ့ part 2ဆိုပြီးတော့ခွဲပြီးတော့တင်ပြပါမယ်ဘယ်လိုဆိုတော့အရန်ရှင်းနေမှာဆိုလို့ပေါ့နော်ဒါကြောင့်မလို့ see you guys in the next video everyone bye